ငါဘာလို့မိနေရလဲဒီတန်ဖိုးမရှိတဲ့နေရာမှာဘာမဟုတ်တဲ့ကိစ္စအတွက်ငါအသက်ကိုရင်းနေရတယ်အိမ်မက်မရှိတဲ့ဘဝကိုမရှင်သန်ခြင်းမှုဆိုတဲ့ Griffith ရဲ့စကားတွေကိုလည်းတိုက်ပွဲထဲမှာတော့တွေးမိနေပါတယ်ဒါပေမဲ့ရန်သူတွေကရက်နေမှာမဟုတ်တာကြောင့် Gas လည်းအာယုန်တွေကိုစုစည်းပြီးတော့ရှယ်ပြန်ခုတ်ပါတော့တယ် Gas လက်ချက်နဲ့အတုံးအယုံတေကုန်ကြတာကိုကြည့်ပြီးတော့ကျန်တဲ့စစ်သားတွေကဆက်မချရဲကြတော့ဘဲနဲ့ထွက်ပြေးပါတော့တယ်အာတွင်ရဲ့အမိန့်တွေကိုလည်းတယောက်မှနားမထောင်ပဲထွက်ပြေးပါတယ် Gas ကတော့အခုချိန်မှာရှောက်တွေးနေလို့မရဘူးငါဒီကောင်တွေကိုဘလို့ခုတ်ရင်ကောင်းမလဲဘလို့တက်ပြေးရမလဲဆိုတာကိုပဲစဉ်းစားရမယ်ဆိုပြီးတော့ထွက်ပြေးတဲ့ကောင်တွေကိုပါလိုက်ချပါတယ် Griffith တို့အဖွဲ့အမော်တကြီးပြေးလာနေပါတယ်တိုက်ပွဲဖြစ်တဲ့နေရာကိုရောက်သွားတဲ့အခါမှာတော့ရုပ်ပြက်ဆင်းပြက်ခုတ်ခံထားရတဲ့အလောင်းတွေကိုမြင်ပြီးတော့မယုံနိုင်စရာပဲလို့ခြူတော့ကရည်ရွက်လိုက်ပါတယ်ဘိုးကြီးတယောက်တည်းနဲ့ဒီလိုဖြစ်အောင်လုပ်ခဲ့ရလားအလောင်းတွေက100လောက်ကိုရှိရဟာဆိုပြီးတော့စစ်သားတွေလည်းအံ့ဩနေကြပါတယ် Gas မင်းဘယ်မှာလဲပြန်ထူးစမ်းမှာဟာဆိုပြီးတော့ Griffith ကအော်ခေါ်နေတယ်လို့ Gas ကလည်းလိုက်ရှာနေနဲ့တစ်ပင်တစ်ပင်မှာသူ့ဓာတ်ကိုရင်ခွင်ထဲထည့်တစ်ပင်ကိုမှီနေတဲ့ဒန်ယာဘလက်ဘွားနဲ့ကျွန်တော်တို့ရဲ့ BJE Gas ကိုတွေ့လိုက်ရပါတယ်ဘိုးကြီးဆိုပြီးတော့အခြားစစ်သားတွေလည်းပြေးလာကြပါတယ်ကျူတော့ဟာစစ်သားရဲ့စောက်ခွက်ကိုထူလိုက်တဲ့ Gas ရဲ့ helmet လေးကိုပြန်ကောက်လာပါတယ်မြားတန်ရာတွေရောသွေးတွေရောထွက်နေတဲ့အပြင် Gas ကမျက်စိပါမှိတ်ပြီးတော့ငြိမ်နေတာကြောင့်တည်သွားပြီလားလို့ထင်နေကြပါတယ် Gas ထစမ်းပါနင့်ကငါမတည်ဖို့ပြောထားရဲ့လေလို့ Gas ကအတင်းလှုပ်နှိုးနေတာကြောင့် Gas ကနိုးလာပြီးတော့တူတူပြောစမ်းပါဟာငါဒန်ယာတွေရထားပါရဲ့ဆိုငါ့ကိုလာလှုပ်မနေနဲ့လို့ပြောလိုက်တာ Gas ကမျက်ရည်တွေပါကျလာပြီးတော့ငိုလိုက်ပါတယ် Griffith ကျူရောတို့လည်းပြုံးသွားကြပြီးတော့ဘိုးကြီးကလမ်းလိုက်တာကွာတကယ်ကိုမိစ္ဆာတကောင်တိုင်းပဲလူတယောက်တည်းတက်ပြစ်တဲ့ Gas ပဲလို့ဝိုင်းអော်လိုက်ကြပါတယ် Gas ကတော့ Griffith ကိုလက်ပြနှုတ်ဆက်လိုက်ပါသေးတယ်သူ့လူတွေထွက်ပြေးတော့ဝင်တိုက်မိပြီးတော့တက်နင်းခံထားရတဲ့အာဒွန်ကိုပါတွေ့လိုက်ရပါတယ်အာဒွန်လည်းတုံ့ပန်းဖြစ်ဆက်ဖမ်းထားလိုက်ပါတယ်လူအယောက်တယောက်တော့ရှင်းထုတ်ပစ်ခဲ့တာတော့လမ်းလွန်းပါတယ်ကွာတကယ်ကိုမယုံနိုင်စရာပဲဆိုပြီးတော့ Gas ရဲ့အကြောင်းကလူတိုင်းရဲ့ပါဇက်ဖျားမှာပြောစရာဖြစ်နေပါတယ်ဘိုးကြီးရဲ့ကျေးဇူးကြွေးတွေတော့ငါတို့ပေါ်မှာတင်နေပြီငါတို့ရဲ့တက်မှုအမ Gas ကိုကယ်တင်ပေးခဲ့တာပဲဒါနဲ့ခေါင်းဆောင် Griffith ကဒီလိုအချိန်မျိုးမှာငါတို့နဲ့အတူရှိပြီးတော့တောက်ပေးတင်တာကိုစစ်ပွဲစီဝေးသွားတတ်တယ်ဆိုပြီးတော့ငါတို့ကိုထားခဲ့တယ်ကွာလို့အောက်ခြေစစ်သားတွေကပြောနေကြပါတယ်ကျူတော့ရောက်လာပြီးတော့ Gas ကစကားခဏတော့ပြောကြရအောင်ဆိုပြီးတော့ခေါ်ထုတ်သွားပါတယ်ဒီစကားကိုနင်ကြားခြင်းပဲထင်လို့ပါနုနှစ်ယောက်ပျောက်သွားတော့ရှာဖွေရေးအဖွဲ့လွတ်ဖို့အတွက် Griffith ကိုပြောခဲ့တဲ့အချိန်မှာအထက်တန်းလောစစ်ဗိုလ်တွေကမလွတ်ဖို့တားဆီးခဲ့သေးတယ်ဟာဒါပေမဲ့ Griffith ကသူတို့နှစ်ယောက်လုံးကတိတ်ငတ်ဖွဲ့တော့မရှိမဖြစ်လူတွေပါသူတို့နှစ်ယောက်လုံးကိုဆုံးရှုံးမခံနိုင်ဘူးလို့ပြောခဲ့တယ်ဆိုပြီးတော့ချူတော့ကပြန်ပြောပြလိုက်တဲ့အခါမှာတော့ Gas ကအံ့ဩသွားပြီးတော့ Griffith ကအဲ့လိုပြောခဲ့ရလားဆိုပြီးတော့ဝမ်းသာကြည်နူးလွန်းလို့မျက်ရည်တွေပါကျနေမိပါတယ်အေးဟာ Griffith အဲ့လိုပြောလိမ့်မယ်လို့ငါတော့မထင်ခဲ့မိဘူးမနာလိုတော့ဖြစ်ချင်စရာပဲဆိုပြီးတော့ကျူတော့ကပါ Gas ကဝမ်းသာအောင်ထပ်မြောက်ပေးလိုက်ပါတယ်ပြီးတော့ဒါကိုလူတရာတတ်သမားကြီး Gas ကိုလိမ့်ပေးလိုက်ပါဆိုပြီးတော့အယောင်လက်နေတဲ့အမှုန့်လေးတွေပါတဲ့88ကိုပြစ်ပေးလိုက်ပါတယ်ငါအရင်ကနတ်တငယ်လေးတယောက်နဲ့ယဉ်နီးခဲ့ဘူးတယ်ငါမတော်တဆဖြစ်ပြီးဒဏ်ရာရတော့ဒီနတ်တငယ်အမှုန်လေးတွေငါ့ကိုပေးခဲ့တယ်လေအခုခေတ်မှာနတ်သူငယ်တွေကိုမယုံကြတော့ပေမဲ့သူတို့ကတကယ်ရှိတယ်ဟာဒီအမှုန်တွေကဒဏ်ရာကိုကောင်းကောင်းကုပေးနိုင်တယ်အဲ့ဒါငါမှနောက်ဆုံးကြံတာအကုန်ပဲဆိုပြီးတော့ကျူတော့ကပြောလိုက်ပါတယ်နေ့မှဒါပဲကြံတော့တာငါ့ကိုဘာလို့ပေးရလဲလို့ Gas ကမေးတော့အာနာစရာမလိုပါဘူးဟာလူတရာတက်သမားကြီး Gas ကိုဒဏ်ရာတက်တာစေခြင်းလို့ပါဆိုပြီးတော့ကျူတော့ကပြောလိုက်ပါတယ် Gas ကကျေးဇူးတင်ကြောင်းပြောပြီးထွက်သွားတာကြောင့်သူမတော့ရုတ်တရက်ကြီးနူးညံ့လာပြီးတော့မိန်းကလေးပီတာလာပါလားလို့ကျူတော့ကရည်ရွက်လိုက်မိပါတယ်တောက်ပွဲစားပွဲစီကိုမသွားသေးပဲနဲ့ Gas ကကျယ်ရီစုံနေတဲ့ကောင်းငင်ကြီးကိုငေးကြည့်နေမိပါတယ် Gas တယောက်အတွေးတွေများနေတာဖြစ်မှာပါဒီ sense တွေကလုံးဝ berserk မှာတော်တော်လှတဲ့ sense တွေပါရုတ်တရက်ခြေတံကြားလို့လဲကြည့်လိုက်တဲ့အခါမှာအထုပ်ကလေးကင်ပြီးရှောက်လာတဲ့ Gas ကိုတွေ့လိုက်ရပါတယ်နင်မအိတ်သေးဘူးလားလို့ Gas ကမေးတော့ငါခန္ဓာကိုယ်ပူလွန်းလို့အိတ်မပြောဘူးဒီနေရာအေးတော့ထိုင်လို့ကောင်းတယ်လေဆိုပြီးတော့ Gas ကပြောလိုက်ပါတယ် Gas ကရုတ်တရက်ထိုင်ပြီးတော့ပတ်တီးတွေဖြီတာကြောင့်ဘာလုပ်တာလဲလို့ Gas ကမေးလိုက်ပါတယ်မလုံနဲ့ငင်ငင်နေဆိုပြီးတော့သူ့ကျင်ကျင်နာနာနဲ့ဆေးတွေပါလိမ့်ပေးနေလို့ Gas ကအံ့ဩနေပါတယ်နာကျင်နာတွေပျောက်ကုန်မှလားအဲ့ဒါဘာအမှုန်လဲလို့ Gas ကမေးတော့ငါ့ကိုကျူတော့ပေးခဲ့တဲ့ဆေးတွေသူပြောတာတော့လျှို့ဝှက်အနာကျက်ဆေးတယ်ဆိုပြီးတော့ Gas ကဒဏ်ရာတွေကိုတေချာလိမ့်ပေးနေပါတယ် Gas ကနင်းပြမဟုတ်ပါဘူးနင်းတွေ့ကြောင့်တစ်ခုပဲနဲ့ဟိုကောင်တွေကတိုက်ခိုက်ခဲ့တာမဟုတ်ဘူးဒဏ်ရာရတယ်ဆိုတာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပါငါကထွက်ပြေးရတဲ့ဆိုင်ဒါချင်းပဲရှင်ခုတ်ချင်တဲ့ကောင်ဟာလို့ Gas ကပြောတော့ဒါဆိုနေရထွက်မပြေးချင်တာနဲ့ပဲလူတရာနီးပါးကိုတိုက်ခိုက်ခဲ့တာလို့ပြောချင်တာလားလို့ Gas ကပြန်မေးလိုက်ပါတယ်အေးဟုတ်တယ်ဒါပေမဲ့အမှန်တိုင်းပြောရရင်နင်းရဲ့လုပ်ရက်တွေနဲ့ရှင်းလိုက်မယ်ဆိုရင်လူတရာနဲ့တိုက်ခိုက်နေတဲ့ငါလည်းဘာကောင်မှမဟုတ်ပါဘူး Griffith နဲ့ရှင်းလိုက်ရင်လည်းငါဟာဘာကောင်မှမဟုတ်တော့ဘူးနင်တို့သူတို့စီမှာအသက်ကိုရင်းရလောက်တဲ့အကြောင်းရင်းဆိုတာရှိရလေ
အဲ့လိုရှိနေတာအရန်လန်းနေလို့ငါတော့ထင်တယ်ငါမှာတော့အဲ့လိုအကြောင်းရင်းမရှိတာကြောင့်လူ100နဲ့ပဲဖြစ်ဖြစ်လူ1000နဲ့ပဲဖြစ်ဖြစ်တိုက်ခိုက်နေတယ်ဘာမှအတိတ်ပဲမရှိဘူးအဲ့ဒီတွေးတွေကတိုက်ခိုက်နေနေတော့ငါကောင်းလေးကိုဝင်လာတာဟာလို့ပြောတော့ကတ်စကာလည်းငြိမ်ငြိမ်လေးနားထောင်နေပါတယ်ဒီအခန်းမှာပြောတဲ့စကားတွေကိုဆိုရင်ကျွန်တော်တခုမှမကြော်ဘဲနဲ့တိတိကျကျ recap ထဲမှာထည့်ပြောပေးထားတာပါဘာဖြစ်လို့လဲဆိုတော့ဒီ dialogue တွေကဇက်လန်းမှာအရန်ရေးကြီးပါတယ်လူတစ်ယောက်မှာအိမ်မက်တွေရီမန်းချက်တွေရှိရမယ်အဲ့လိုမရှိရင်အသက်ရှင်ရတာအဓိပ္ပာယ်မရှိဘူးပြီးတော့ Griffith ရဲ့အိမ်မက်တွေပြိုလဲသွားတဲ့အခါမှာလည်းဘယ်လိုတွေဖြစ်လာနိုင်နေဆိုတာဒီဇက်လန်းရဲ့အဓိကကြောရိုးပါပဲဒီနေရာကနေကြည့်ရတဲ့မြင်ကွင်းကတော်တော်ကိုကြည့်လို့ကောင်းတာပဲငါလက်ထောက်ကတ်စတန်ကိုမင်းသိရမလားသူပြောတာတော့စစ်ပွဲကြီးပြီးသွားတာနဲ့ဝန်ဒမ်မြို့ထဲမှာအိမ်ဆိုင်ဒီဇိုင်းဖွင့်มาတဲ့နီခိုကတော့မိန်းမတယောက်ကိုလက်ထပ်ခွင့်တောင်းခဲ့ပေမဲ့အငင်းခံလိုက်ရတယ်လေသူ့ကိုအဲ့မိန်းမပြန်လက်ခံလာအောင်လို့ဒီကောင်ကဘူကြီးရာတူကိုအမြန်ဆုံးရအောင်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချထားတာဟာတေချာစဉ်းစားကြည့်မယ်ဆိုရင်သူတို့တယောက်ချင်းစီရဲ့သေးငယ်တဲ့အိမ်မက်တွေနဲ့မျှော်လင့်ချက်တွေဟာဒီအလင်းရောင်တွေနဲ့တောင်တူနေရဆိုပြီးတော့ gas ကရွက်ဖြင်တဲတွေနားမှာဖူးထားတဲ့မီးလင်းရောင်တွေကိုတောင်ကုန်းပေါ်ကနေကြည့်ရင်ပြောလိုက်ပါတယ်ဒီခန်းနေရာကြည့်ရတာတော်တော်လေးကိုလှပြီးတော့ကျွန်တော်ဆိုရင် pause လုပ်ပြီးထိုင်ကြည့်နေမိရဲ့အထိပါပဲနင်းနဲ့ငါနဲ့လေပေးဖြောင်းနေရပဲနင်းုံတိမ်တိမ်မွေ့မွေ့ရှိတဲ့မင်းသမီးတွေတပားလို့တော့ငါထင်မိနေပြီဟာလို့ gas ကပြောလိုက်တော့ gas ကအရန်ရှက်သွားပါတယ်ဒီအခန်းနေမှာဆိုရင် gas ကတကယ်ချစ်ဖို့ကောင်းပါတယ်နင်းပြောတာမှန်ပါတယ်ကြည့်ရတာငါတို့တယောက်ချင်းစီကကိုပိုင်အိမ်မက်ကိုစီမိတော့တေးသေးလေးတွေနဲ့တူဒီမှာစုဝေးမိနေကြတာပဲလို့ gas ကထောက်ခံလိုက်ပါတယ်ဒါပေမဲ့နင်းသိလားငါရဲ့မိတော့ကတော့ဒီမှာရှိမနေဘူးငါကောင်ကနှွေးထွေးစေဖို့အတွက်နင်တို့ရဲ့မိတော့တွေနားမှာပဲငါဟာရစ်ဝဲမိနေတာပဲလို့ပြောရမယ်ထင်တယ်ငါအတွက်တော့ဒီဓာတ်ရှိနေဘလို့တိုက်ပွဲမျိုးမဆိုငါကြော်ဖြတ်နိုင်တယ်လို့ယုံကြည်ချက်ရှိတယ်အဲ့ဒီယုံကြည်ချက်နဲ့ပဲငါရှင်သန်ခဲ့ရတာလေငါဘလောက်ပဲဆူဆူရွာရွာရှုံးနေတဲ့တိုက်ပွဲထဲမှာရောက်နေပါစေအမြဲတမ်းအသက်ရှင်ကြံခဲ့တာကြီးပဲအခုထိလည်းအဲ့အတိုင်းရှင်နေတော့မယ်ဒါပေမဲ့ဘဝရဲ့အတိတ်ပဲတွေပါတွေကိုတော့ငါရှာလို့မတွေ့ခဲ့ဘူးငါတဘဝလုံးစစ်မြေပြင်မှာပဲချိန်ကုန်နေခဲ့ရတာငါ့ကိုပြူထောင်ပေးခဲ့တယ်ကြေးစားစစ်သားခေါင်းဆောင်ဟာဓာတ်ကိုဘလို့ခုတ်ရမလဲဆိုတာကိုပဲငါ့ကိုသင်ပေးခဲ့တယ်ငါလုပ်တတ်တာလေဒါပဲရှိတယ်ငါမသေးခြင်းဘူးမသေးခြင်းလို့အသက်ရှင်အောင်ရုန်းကန်ရင်းနဲ့တိုက်ခိုက်နေခဲ့တာဒါပေမဲ့အဲ့လိုတိုက်ခိုက်နေရခြင်းရဲ့ရေးပါတဲ့အကြောင်းရင်းရောငါမှရှိလို့လားဆိုပြီးတော့ gas ကရည်ရွယ်လိုက်ပါတယ် gas ကတော့လူချိုင်း gas ရဲ့တကယ်အတွေးနဲ့ထဲရလာတဲ့စကားတွေကြောင့်ငြိမ်ငြိမ်သက်သက်လေးနားထောင်နေမိပြီးတော့ gas ရဲ့လို့ပဲရည်ရွယ်လိုက်မိပါတယ်ထားပါငါပြောတာတွေကရေးဆိုင်စရာကိစ္စတွေမဟုတ်ပါဘူးလေဒီတိုင်းပါဇက်ထဲရှိရငါရှောက်ပြောနေမိတာပါဒါနဲ့ငါဘာလို့နင့်ကိုဒီအကြောင်းတွေပြောနေမိလဲမသိဘူးလို့ gas ကပြောတော့ gas ကလည်းပြုံးပြလိုက်ပါတယ် gas အောက်ကိုပြန်ဆင်းလာတဲ့အချိန်မှာတိတ်ငက်ဖွဲ့သားတွေရောက်လာပြီးတော့ဘိုးကြီး gas အရက်အတူတူတောက်ကြရအောင်လို့လာခေါ်တော့ gas ကလည်းအေးလို့ပြန်ပြောလိုက်ပါတယ်ဘိုးကြီးတိုင်ရာကြီးတက်တာသွားပြီလားဘာညာနဲ့ gas နဲ့သူ့နောက်လိုက်တွေပျော်ပျော်ရွှင်ရွှင်ပြောနေကြတာကို gas ကငေးနေမိပါတယ်တိတ်ငက်ဖွဲ့သားတွေကတော့ညရဲ့တာယာမှုအောက်မှာကောင်းကောင်းအနားယူနေကြပါပြီ